โอเคမင်္ဂလာပါကျွန်တော်တို့ဒီ BS ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ episode ရဲ့ asset ပေါ့နော်ကျွန်တော်တို့order type တွေအကြောင်းကျွန်တော်ပြောပါမယ်ဆိုတော့ဒီနေ့ဒီမှာ crypto ပဲ trade နောက် forex လည်းမှာလည်းသုံးလို့ရတယ်ပေါ့နော်ဆိုတော့သုံးလို့ရတဲ့ဒါ order type 5ခုအကြောင်းကိုဒါအခြေခံအနေနဲ့ကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေပြီးတော့မှဒါ beginner ကနေပြီးတော့ advanced ကိုဆက်ပြီးတော့ကျွန်တော်တို့free သင်ပေးနေပါတယ်ကျွန်တော် DBS crypto DBS forex မှာပေါ့နော်ဆိုတော့မိတ်ဆွေတို့အဲ့အတွက်အခါကျုံးကနေပြောမှပေးစရာမလိုပါဘူးကျွန်တော်တို့သင်ပေးတာကို CBS ဆိုလို့ရှိရင် like လေးပေးခဲ့ပြီပေါ့နော် channel subscribe မလုပ်ရရင် subscribe လေးလုပ်ပေးခဲ့ဒါပဲပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကိုအကယ်၍ကိုကြီးတင်နေဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ဒီအောက်က link နေဒီ referral နဲ့exchange နေ Binance တို့ Maxi တို့ဒါတွေဖွင့်ပေးပေါ့လေဒါဆိုရင်မိတ်ဆွေတွေနဲ့fees discount တွေရတဲ့အပြင်ကျွန်တော်တို့အတွက်လည်းဒါ benefit တစ်ခုရတယ်ပေါ့နော်ဒါလေးပဲကျွန်တော်အကူအညီပေးလို့ရပါတယ် okay ဒီနေ့ကကျွန်တော် order type 5ခုအကြောင်းပြောမယ်ပေါ့နော်ဆိုတော့ဘာတွေလဲဆိုလို့ရှိရင် limit ရယ် market ရယ် stop limit stop market နဲ့နောက်ပြီးတော့ OCO ဆိုတဲ့ကောင်နော်ဆိုတော့ဒီ5ခုအကြောင်းပြောမယ်ပေါ့နော်ဆိုတော့5ခုကအရင်ဆုံးကျွန်တော် market order အကြောင်းပြောမယ် okay market order ဒါကျွန်တော်တို့ရဲ့ဒီ order type တွေထဲမှာအရိုးရှင်းဆုံး order ဖြစ်တယ် market ကဘာလဲဆိုလို့ရှိရင်အခုရောက်နေတဲ့ဈေးတန်းနဲ့အခုရောက်နေတဲ့ဈေးနဲ့ဝယ်တာဟုတ်ပြီနော်ဒါမှမဟုတ်ရောင်းတာ okay အဲ့တော့ဆိုလိုတဲ့ဘောကဥပမာအခုဒီမှာဆိုလို့ရှိရင်ဒါကျွန်တော် BTC one day chat ပေါ့နော်ဆိုတော့ဒီနေ့အခုဆိုလို့ရှိရင်9300ကျော်လောက်မှာ price ကရှိနေတယ်အဲ့တော့ကျွန်တော်အခုဒီဈေးတန်းကိုကျွန်တော်ဝယ်ခြင်းပြီပေါ့ကျွန်တော်ဝယ်ခြင်းပြီဆိုတော့ကျွန်တော်ကခဏနေအောက်ကနေအပေါ်ကိုပြန်တက်မယ်လို့ကျွန်တော်တွေးထားတယ်ကျွန်တော်ယူဆထားတယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်ရဲ့ဒီtrade ကိုကျွန်တော်အခုဝင်ခြင်းတယ်ကျွန်တော် market order နဲ့ကျွန်တော်ဝင်လို့ရတယ်အဲ့တော့ကျွန်တော်ဘယ်လောက်ဖိုးဝင်မလဲဥမာဆိုကြပါစို့ကျွန်တော် USDC ဒီ pair ကဒါBTC USDC pair ဖြစ်နေနော် USDT မဟုတ် USDC pair ဖြစ်နေအဲ့တော့ကျွန်တော်မှာရှိနေတဲ့ USDC amount ကအခုလောလောဆယ် allot ဖြစ်နေတာ$47ရှိတယ်အဲ့တော့ဒီမှာကျွန်တော်က$5ဆိုပါစို့$5ကိုကျွန်တော်နှိပ်ရလို့ရှိရင်ကျွန်တော်ရဲ့ဒီ trade ဒီ5 USDC ဘိုးကျွန်တော် Bitcoin ဝယ်လိုက်လိမ့်မယ်နော်ပြီးရင်ကျွန်တော်မှာ buy နှိပ်လိုက်ရုံပဲဘယ်လောက်ရမလဲဆိုလို့ရှိရင်ဒီမှာဒါ maximum buy ဟိုပါပေါ့ amount ပေါ့နော်ဆိုတော့ maximum buy amount ကဘာလဲဆိုတော့ကျွန်တော်ဒီမှာရှိတဲ့$48နဲ့သူကကြည့်လိုက်တာပေါ့နော်$47ဘူးဝယ်မယ်ဆိုလို့ရှိရင်တော့ maximum ဒီလောက်ဝယ်လို့ရနိုင်ပါတယ်ပေါ့ဆိုတော့ဒါအခုကျွန်တော်ဝယ်တာ$9ဘူးပဲဆိုတော့ဒီလောက်ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါရှိမယ်ဟုတ်ပြီတော့7မယ်ဆိုရင်ရောအဲ့လိုပဲပေါ့နော်အခုကျွန်တော်ကအခုဒီဈေးကနေပြီးတော့ Bitcoin အောက်ကိုထပ်ပြီးတော့ကြာအောင်မယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော် sell trade ဝင်လို့ရတယ်ဒါပေမဲ့ကျွန်တော်အခုချိန်နေတာက spot ဖြစ်တယ် spot ကဒါတော့ပြောလို့ရှိရင်ဈေးမှာတကယ်သွားပြီးပစ္စည်းတစ်ခုသွားဝယ်တယ်လို့ပဲကျွန်တော်ရွှေဆိုင်သွားပြီးကျွန်တော်ရွှေတုံးသွားဝယ်တယ်လို့ပဲကျွန်တော်တကယ်ပစ္စည်းကိုကိုယ့်ရဲ့အကောင့်ထဲကိုဝယ်ပြီးတော့ယူလိုက်ရတယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ပြန်ရောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ပစ္စည်းရှိမှကျွန်တော်ရောင်းလို့ရမှာပေါ့နော်ကျွန်တော် contract ဖို့လို့ကြောင့်ကျွန်တော်ပစ္စည်းရှိမှကျွန်တော်ရောင်းလို့ရမှာ future မှာကျတော့သူအဲ့လိုမဟုတ်ဘူး future မှာကျတော့ကျွန်တော်မှမရှိလဲရောင်းလို့ရတယ်ကျွန်တော်အခုမိတ်ဆွေကိုပြနေတာ sport ဖြစ်တဲ့ကြောင့်မို့ကျွန်တော်မှမရှိဘဲနဲ့တော့ကျွန်တော် sell trade ဝင်လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မှာရှိတဲ့ BTC Bitcoin ကျွန်တော်ရဲ့အိတ်ထဲမှာရှိနေတဲ့ available ဖြစ်နေတဲ့ Bitcoin ကိုကျွန်တော်က sell BTC အနေနဲ့ကျွန်တော်ကဒီမှာရောင်းလို့ရတယ် okay လောလောဆယ်ကျွန်တော်က1 BTC တွေကတချို့ဟာလေးကျွန်တော်ထုတ်ထားတော့ 0.84 BTC ရှိတယ် maximum sell နဲ့ကျွန်တော်6200ဘိုးအထိကျွန်တော်ရနိုင်တယ်အဲ့တော့ဒီကနေ sell လုပ်လို့ရှိရင်ကျွန်တော်အဲ့တော့ကျွန်တော်ရဟုတ်ပြီနော် so okay ဒါကကျွန်တော်တို့ဒါ market order အကြောင်းပေါ့နော်အခုဈေးနဲ့သူကအယောင်းဝင်လောက်သွားလိမ့်မယ်ဒါပဲဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ limit ကကျတော့ဗာလဲဆိုလို့ရှိရင်ကြိုရောင်းကြိုဝယ်လောက်တာအဲ့တော့ကျွန်တော် limit ကိုယူလိုက်လို့ရှိရင်ကျွန်တော်ကဒီမှာဘယ်ဈေးထဲမှာဝယ်မှာလဲတော့မဟုတ်ဘယ်ဈေးထဲမှာရောင်းမှာလဲဆိုတာကျွန်တော်တို့ကထည့်လို့ရသွားတယ် okay အဲ့တော့အခုရောက်နေတဲ့ဈေးတန်းက9300ကျွန်တော်ကဒီကောင်ထက်ကြအောင်မလို့ကျွန်တော်ထင်တယ်ဒါကျွန်တော်ဒီ Bitcoin ကိုကျွန်တော်ထက်ပြီးကြမယ်လို့ထင်တယ်ဘယ်ဈေးလောက်ထိကြမယ်လို့ထင်နေဆိုလို့ရှိရင်ကျွန်တော်ဆိုပါစို့ကျွန်တော်9000ထိကြမယ်လို့ကျွန်တော်ယူဆရတယ်ဆိုပါစို့ဆိုတော့အခုနေဝယ်လို့ရှိရင်ကျွန်တော်ကအပေါ်ဈေးမှာဝယ်ပြီးသားဖြစ်မယ်လေအဲ့တော့ကျွန်တော်9000ရောက်မှဝယ်မယ်ဗျာဟုတ်ပြီနော်9000ရောက်မှဝယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအခုရောက်နေတဲ့ဈေးကိုဈေးနဲ့ကျွန်တော် market နဲ့မဝယ်ကျွန်တော်အဲ့တော့ကျွန်တော် limit နဲ့ဝယ်မယ်ဆိုတော့ဒီမှာ9000ကိုကျွန်တော်ထည့်လိုက်လို့ရှိရင်9000ပေါ့နော်78,000ထည့်လိုက်လို့ရှိရင်ဒီမှာ amount
ဘယ်လောက်ဖိုးဝယ်မလဲဆိုတော့ကျွန်တော်ဒီမှာတွက်လို့ရတယ်အဲ့တော့ကျွန်တော်မှာအခု USDC အလို့ရှိနေတာ47ဆိုတော့ကျွန်တော်အများဆုံး47ထိကျွန်တော်ဝယ်လို့ရတယ်โอเคဒါဆိုရင်ကျွန်တော်9000မှာကျွန်တော်ဝယ်လို့ရှိရင်47ဒေါ်လာကိုဝယ်လို့ရှိရင်ကျွန်တော်0.00067 BTC ကျွန်တော်ဝယ်ခွင့်ရှိမယ်အဲ့ဒါတော့ရသွားမယ်ပေါ့နော် fees ပြီးမှနှုတ် fees တော့မပါဘူးဒါတော့ရနိုင်ကြီးရှိတယ်လို့ပြောနေတာ fees မပါဘူးโอเคအဲ့တော့ဒါကကျွန်တော်ပြောလို့ရှိရင် limit order နဲ့အောက်မှာဝယ်တာဟုတ်ပြီနော်အဲ့တော့အောက်မှာဝယ်တဲ့ကြောင့်မို့ကျွန်တော်က price ဒီအောက်ကိုဆင်းဖို့လိုတယ်ပြီးရင်ကျွန်တော်ရဲ့ဒီ order ကိုလာထိဖို့လိုတယ်အဲ့လာထိပြီဆိုတော့မှကျွန်တော်ရဲ့9000ဈေးရောက်ပြီဆိုတော့ကျွန်တော်ရဲ့47ဒေါ်လာဘိုးခွဲသွားမှာဟုတ်ပြီနော် price ကဒီနေရာကနေအပေါ်ပြန်တက်သွားရင်ကျွန်တော်ရဲ့ limit order မပွင့်တော့ဟုတ်ဒါသူ့ရဲ့အားနေချက်ပေါ့အောက်ကိုမရောက်ခင်မပွင့်โอเคအဲ့နောက်တစ်နေ့ကကျတော့အပေါ်မှာဝယ်လို့ရလားဆိုတော့ရတယ်ဗျအခုကျွန်တော်8000ပြောင်းလိုက်ဟုတ်ပြီနော်8000မှာကျွန်တော်47 USDC ကိုကျွန်တော်ဝယ်မယ်အဲ့ဆိုရင်ကျွန်တော်ရမယ့် BTC ကအနည်းရောက်ရလားဘာလို့ဆိုတော့ဈေးက8000ဖြစ်သွားပြီအဲ့တော့အခုက9300 8000မှာကြိုဝယ်ထားလို့ရလားဆိုတော့ရတယ်ဒီပေါ်8000အထိကိုတက်ပြီဆိုလို့ရှိရင်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော် order အဲ့နေရာမှာဖြစ်နေလိမ့်မယ်ဒီနေရာရောက်ပြီဆိုလို့ရှိရင် price ကတက်သွားမယ်ဒီနေရာရောက်ရင်ကျွန်တော် order ပွင့်သွားမယ်โอเคအဲ့ဒါကဘယ်လိုအချိန်မျိုးမှာတုံးလဲဆိုလို့ရှိရင်ဥမာဈေးပြန်တက်တော့မယ်တက်တာတေးကြပြီဆိုမှဝယ်ခြင်းတယ်ဆိုတဲ့အခြေအနေမျိုးမှာတုံးတာဟုတ်ပြီနော်အဲ့ဒီဘက်ကဒီ sell ကလည်းအဲ့လိုပဲပေါ့နော် sell ကျတော့လေသူကရှင်းတယ်ကျွန်တော်လိုချင်တဲ့ဈေးမှာကျွန်တော်ပြန်ရောင်းချင်တယ်ကျွန်တော်မှရှိထားတဲ့ဒီ BTC တွေကိုကျွန်တော်အခုနေပြန်မရောင်းချင်ဘူးကျွန်တော်ကorder high 32500ကျမှကျွန်တော်ပြန်ရောင်းချင်တယ်ဒါမှမဟုတ်3ကျမှကျွန်တော်ပြန်ရောင်းချင်တယ်3မှာကျွန်တော် order တင်ထားလိုက်ကျွန်တော်ရဲ့ရှိသမျှ BTC တွေအကုန်လုံးကျွန်တော်က3မှာကျွန်တော်ရောင်းချင်တာโอเคကျွန်တော်3မှာရောင်းလို့ရှိရင်ကျွန်တော်အခုရှိသမျှ BTC အားလုံးရောင်းရင်ကျွန်တော်ဒေါ်လာ8400ဘိုးဒီကျွန်တော်ရောင်းခွင့်ရှိသွားမယ်ဒါဆိုရင်ကျွန်တော်10နှစ်ခါလို့ရှိရင် price ဒီတွန်းနေသူအောက်မှာနေမရောင်းအပေါ်စောင့်တက်လာပြီဆိုရဲနေ့3ရောက်ပြီဆိုရဲနေ့ကြရင်ကျွန်တော်ရဲ့ BTC အကုန်လုံးထွက်သွားလိမ့်မယ်ဟုတ်ပြီနော်ဒါကအပေါ်မှာရောင်းတာအဲ့လိုပဲအောက်မှာလည်းရောင်းလို့ရတယ်နော်ခုနကအတိုင်းပဲကျွန်တော်တို့ဒါအခု9300ဆိုကျွန်တော်6000 8000ကြာကျွန်တော်ကြောက်သွားဒီထက်တော့ထပ်မကြနေတော့ငါ6000 8000မှာငါအကုန်ထုတ်တော့မယ်ဆိုပါစို့ဒါဆိုရင်6000 8000ကြာရင်ကျွန်တော်ရဲ့ BTC အားလုံးကိုကျွန်တော်ရောင်းလို့ရတယ်ဒါမှမဟုတ်တစ်စိတ်တစ်ပိုင်းလေးရောင်းလို့ရတယ်ကြိုက်သလိုလုပ်လို့ရတယ်โอเคဒါကကျွန်တော်ရဲ့ဒီlimit order အကြောင်းเนาะဒါရှင်းပါတယ်အဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့က market နဲ့ဒီ limit နဲ့ပေါင်းလိုက်တဲ့ stop market တို့ stop limit order တို့ရှိသွားတယ်เนาะဒါပြောလို့ရှိရင်နောက်ထပ်အသုံးတစ်ခုပေါ့အဲ့တော့ stop market order အကြောင်းကိုအရင်ပြောမယ် stop market ကဘာလဲဆိုလို့ရှိရင် price ကဈေးတန်းတစ်ခုကိုရောက်ပြီဆိုလို့ရှိရင်အဲ့ဒီဈေးတန်းရဲ့ရောက်နေတဲ့ကျွန်တော်တို့ဈေးနဲ့တခါတည်း market order တန်းတင်လိုက်မှာဆိုတော့ तू ကပြောလို့ရှိရင် market order နဲ့သူနဲ့ကတိတ်မကွာဘူး stock market နဲ့သူနဲ့ကတိတ်မကွာဘူး तू ဖတ်လိုက်လို့ရှိရင်ဒီမှာဆိုလို့ရှိရင် market order ဖြစ်လာမယ် one specific price reach ပေါ့နော်အဲ့တော့trigger price ထည့်ရမယ်ဆိုတော့ဒီမှာဆိုဒါ trigger price ပေါ့အဲ့တော့ဆိုလိုတဲ့သဘောကကျွန်တော်အခုဒီမှာဆိုလို့ရှိရင်9000လို့ကျွန်တော်ထည့်လိုက်မယ် okay အဲ့တော့9000လို့ထည့်လိုက်လို့ရှိရင်နော်ကျွန်တော်49 sorry amount ပေါ့နော် amount ကျွန်တော်ကဒီမှာ BTC sorry BTC ဘယ်လောက်ဖို့ပေါ့နော်ကျွန်တော်ဒီမှာတက်ပတ်ထားမယ်ဥပမာကျွန်တော်အခုဒီမှာအများဆုံးဆိုလို့ရှိရင်0.00067 ဝင်လို့ရတယ်အဲ့တော့0.00006ကျွန်တော်ဝင်မယ်ပေါ့အဲ့ဒါဆိုကျွန်တော်ဘယ်လောက်ရဟို0.00006ဖို့ကျွန်တော်ဝင်မယ်โอเคအဲ့တော့ဒီ9000ဈေးတန်းကိုရောက်သွားလို့ရှိရင်ကျွန်တော်ရဲ့ဒီ 0.006 ကိုဝင်မဲ့ order ဒီအဲ့ဒီရောက်သွားတဲ့ဈေးအချိန်မှာပွင့်သွားမယ်ဆိုတော့ပြောလို့ရှိရင် technically ပြောလို့ရှိရင်တော့ကျွန်တော်တို့ဒါ market နဲ့တိတ်မကွာဘူး market order ကိုထိတဲ့အချိန်မှာ slippage ဖြစ်တာကိုနည်းနည်းလေး short ချနိုင်မှုအတွက်ကို stock market ကိုသုံးလိုက်တဲ့သဘောပဲเนาะကျွန်တော်တို့တိတ်သုံးလို့မရှိဘူး okay ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်သုံးလို့ရှိတာပါဆို stock limit order stock limit order ကျတော့ဘာလဲဆိုလို့ရှိရင် stop price တခုထည့်ရမယ် stop price ဆိုပါဆိုလို့ရှိရင်ကျွန်တော်တို့ price တခုကိုရောက်ပြီဆိုရင်ကျွန်တော် trigger ဖြစ်မဲ့ price ပေါ့နော်ဆိုလိုတဲ့သဘောကဘယ်ဈေးလောက်ရောက်လို့ရှိရင်ငါ့ကိုအောက်ကဟာလုတ်ပေးဆိုတာအဲ့တော့အဲ့ဘယ်ဈေးလောက်ရောက်ရင်ဆိုတဲ့နေရာကို stop မှာထည့်ရ
ဟုတ်ပြီနော်ပြီး price ကကြတော့ limit order တင်မဲ့ price ဆိုတော့ဒီဟာကိုကျွန်တော်ဘယ်လိုသုံးလို့ရလဲ for example ကျွန်တော်example ပြပြမယ် price ဒီအခုဒီနေရာကနေအပေါ်ကိုစတက်သွားပြီပေါ့တက်သွားပြီဆိုတော့ကျွန်တော်ဘယ်အချိန်မှာ confirm ဖြစ်တယ်လဲတက်သွားပြီဆိုတော့ကျွန်တော် for example ပေါ့နော်ဒီ98,000ဈေးတန်းကိုကြော်ပြီး body ပိတ်ရင် confirm ဖြစ်ပြီဆိုပါစို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဘာဖြစ်ရှင်လဲ98,000ဈေးတန်းအထိပြန်ရောက်လာလို့ရှိရင်ကျွန်တော်8,000ကနေပြီးဝယ်ခြင်းတယ်8,000ဈေးကနေကျွန်တော်ဝယ်ခြင်းတယ်โอเค9,000ဈေးတန်းကို98,000ဈေးတန်းကို price ကပြန်ရောက်လာပြီဆိုရင်8,000မှာကျွန်တော် order ဖွင့်ခြင်းတယ်အဲ့ဒါမျိုးမှတုံးတာအဲ့တော့ stop ဒီ98,000ဖြစ်နေပြီโอเคအဲ့တော့ price ဒီ8,000ဖြစ်နေပြီโอเค98,000ဆိုတော့8,000เนาะ8,000ဖြစ်နေပြီအဲ့တော့ amount ကကျွန်တော်အခုဒီလောက်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်လဲ 0.0058 ဝယ်လို့ရတယ် okay 100% အကုန်ဝယ်မယ်ဗျာ okay ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင် price ကအောက်ကနေတက်လာလို့98,000ထိပြီဆိုတာနဲ့ကျွန်တော်ရဲ့8,000မှာရှိတယ်ကျွန်တော်ရဲ့ order ပွင့်သွားမယ် okay အဲ့ဒါ stop limit ဟုတ်ပြီအဲ့တော့ sell back ကရော sell back ကလည်းအဲ့တိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်ကဈေးအထက်ကျတဲ့အခါမှာကျွန်တော်ပြတော့လာပြီတဖြည်းဖြည်းနဲ့ထားပါကျွန်တော်9,000အောက်ကိုကျပြီဆိုလို့ရှိရင်ကျွန်တော်ကြောက်လာပြီအဲ့တော့9,000အောက်ကိုကျရင်ကျွန်တော်ချက်ချင်းမရောင်းချင်9,000အောက်ကိုကျရင်ကျွန်တော်ဒီဈေးကျတော့မယ်ဆိုတာကိုကျွန်တော်လက်ခံလိုက်ပြီးကျွန်တော်နည်းနည်းစောင့်ကြည့်ပြီးတော့6,800မှာကျွန်တော်ရောင်းမယ်ဒါဆိုရင်လည်းအဲ့လိုပဲ stop price ဖြစ်တဲ့9,800 price ကထိတဲ့အချိန်မှာ9,000ကိုထိတဲ့အချိန်မှာ6,800မှာရှိတယ်ကျွန်တော်ရဲ့ sell order ပွင့်သွားမယ်အဲ့ဒါဆို price ဒီ9,000ကိုထိပြီးတော့ထက်ကျသွားလို့6,800ရောက်တာ ਨੇ ကျွန်တော်ရဲ့ sell order ပွင့်ပြီးတော့အဲ့အချိန်မှာအရောင်းထွက်သွားလိမ့်မယ်ဆိုတော့အဲ့ဒီဘောပဲပေါ့နော်အဲ့လိုမျိုးတုံးတာပေါ့ okay အဲ့တော့ဒီဟာကကျွန်တော်တို့ဒါကျွန်တော်ပုံမှန်တုံးလေးရှိတဲ့ဟာပဲဥပမာ price ကိုဘာကိုထိရင်ဘယ် order တင်ဆိုတာမျိုးကိုကျွန်တော်စပြီးလုပ်တတ်တယ်ဆိုတော့ဒီဘောကဒီဟာခုနကလိုမျိုးအပေါ်ပြန်တက်တဲ့အခောက်အောက်ကိုဆင်းတဲ့အခောက်ကြီးပဲမဟုတ်ဘူးเนาะဆိုတော့ကျွန်တော်ဝယ်တာကိုလည်းအောက်ဘက်မှာတင်လို့ရတယ်ဆိုတော့ဥပမာ9,000ကိုထိရင်ကျွန်တော်6,800မှာအဝယ် order တင်မယ်ဆိုလည်းဖြစ်တာပဲဘာလို့လဲ9,000ကိုထိပြီဆိုလို့ရှိရင်ဈေးကဆက်ကြတော့မှာငါ6,800လောက်ကတော့ငါပြီးဝယ်ထားမှရမယ်ဆိုပြီးတော့6,800မှာ order တခါတည်းကြိုတင်ထားလိုက်တာဒါမျိုးလည်းဖြစ်နိုင်တာပဲလေเนาะဆိုတော့အဲ့လိုမျိုးလုပ်လို့ရတယ်အဲ့တော့ကျွန်တော်အဲ့ဒါမျိုးကျွန်တော်မှွေပြီးတော့လုပ်လေးရှိတယ် okay ဟုတ်ပြီအဲ့တော့နောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ဗါလဲဆိုလို့ရှိရင် OCO ကကျတော့ဗါလဲဆိုလို့ရှိရင် one cancel other order လို့ခေါ်တယ် okay one cancel order ဆိုကျွန်တော်တို့က TP stop loss ထည့်တဲ့နေရာမျိုးမှာကျွန်တော်တို့ကတုံးတဲ့ဟာမျိုးအခုနောက်ပိုင်းတော့ကျွန်တော်တို့က order ကိုဖွင့်လိုက်ပြီးတော့မှအဲ့မှာ stop loss TP ကိုထည့်တာမျိုးလည်းရှိတယ်နောက် future မှာဆိုလို့ရှိရင်တခါတည်း TP stop loss တန်းထည့်တာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ spot မှာကျတော့ကျွန်တော်တို့က OCO ဆိုပြီးတော့ကျွန်တော်တို့ကလုပ်တက်ကြတယ်ဆိုတော့ OCO ကဗါလဲဆိုလို့ရှိရင်ခုနကပြောတယ် one cancel other ဟုတ်ပြီနော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဒီဟာကို OCO ကိုဖွင့်ဖို့အတွက်ကိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုလို့ရှိရင်အရင်ဆုံးပေါ့နော်ကို့မှာ spot order နဲ့ BTC ဝယ်ထားပြီးသားဒါမျိုးရှိရတယ်ပေါ့နော်အဲ့ဒါမှတော့ OCO ဖွင့်ရတာပို့ပြီးတော့အဆင်ပြေတယ် okay အဲ့တော့ for example ဒီမှာ sell back ကအရင်ပြမယ် OCO ကိုကြတော့ဟုတ်ပြီကျွန်တော်မှာအခု 0.847 ဒီကောင်ထဲမှာ BTC ရှိတယ်အဲ့တော့ကျွန်တော်က TP ယူမယ်ဆိုရင်ကျွန်တော်ကဒီအကောင့်တွေအကုန်လုံးကိုဒီ BTC တွေအကုန်လုံးကျွန်တော်က1,2500မှာကျွန်တော်အကုန်ရောင်းထုတ်မယ် okay 1,2500မှာကျွန်တော်အကုန်ရောင်းထုတ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒါ TP order ပြီးသွားပြီ okay stop loss ကကျတော့နှစ်ခုထည့်ရမယ် trigger နဲ့ limit နဲ့ခုနကအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒါstop limit လို့ပဲ stop SL trigger ဆိုတာဘယ်ဈေးရောက်ရင်ကျွန်တော် stop loss trigger ဖြစ်မယ်ဥပမာကျွန်တော်9,000ရောက်ရင်တော့ကျွန်တော်ရဲ့ stop loss က trigger ဖြစ်သွားမယ်အဲ့ stop loss limit ကဘာမှရှိမလဲဆိုလို့ရှိရင်6,800မှာရှိမယ်ဆိုပါစို့နော်ဒါဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ BTC amount 100% ဆိုပါစို့ကျွန်တော်အကုန်လုံးကိုကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့အကဲအပေါ်တက်ခက်လို့ရှိရင်1,2500မှာကျွန်တော်အကုန်ရောင်းထုတ်မယ် TP နဲ့အောက်ကိုကြာခဲ့လို့9,000ထိပြီဆိုလို့ရှိရင်တော့6,800မှာကျွန်တော် stop loss order တစ်ခု sell မဲ့ order တစ်ခုပွင့်သွားမယ်အဲ့ဒီ order ကိုကျွန်တော်က6,800ရောက်လို့ရှိရင်အကုန်ရောင်းထုတ်မယ်ဆိုတော့အဲ့ဒါမို့ one cancel other ပေါ့နော်အပေါ် TP limit ကိုထိသွားပြီဆိုလို့ရှိရင်အောက်က order အဲ့လိုပြတ်သွားမယ်အောက်ကိုထိသွားရင်အပေါ် order အဲ့လိုပြတ်သွားမယ်
ဒါခုန one cancel OCO ရဲ့ selling back ကအပိုင်းပေါ့နော်။ buying back ကလည်းအဲ့ဒါနဲ့သူပြောင်းပြန်မယ်ပေါ့နော်။ဆိုတော့ဥပမာကျွန်တော်က TP limit မှာကျွန်တော်ကဝယ်မယ်ဥပမာဆိုပါစို့6000 8000ကျရင်ကျွန်တော်ကဝယ်မယ်ဒါထည့်မယ်။ပြီးတော့လို့ရှိရင်stock lot back ကိုကြတော့လေအဲ့လိုပဲဥပမာ3,200,000မှာကျွန်တော်ထည့်ပြီးတော့လို့ရှိရင်3,25000မှာကျွန်တော်အကုန်ရောင်းလိုက်မယ်။ဒါလည်းခုနကလည်းသဘောတရားအတူတူပဲ။အဲ့တော့ဒီကောင်ကကျတော့ဘာဖြစ်မလဲဆိုလို့ရှိရင်အောက်ကိုဆင်းသွားလို့ရှိရင်6000 8000မှာဝယ်ခိုင်းလို့ရတယ်။ပြီးရင်ကျွန်တော်တို့ဒီဘက်က sell OC ကိုပြန်ဖွင့်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်နော်အဲ့တော့ဒီ OC ကို order ကိုလည်းကျွန်တော်တို့နည်းနည်းပါးပါးသုံးပါတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့ကျွန်တော်တိတ်မသုံးတော့ဘာလို့ဆိုတော့ကျွန်တော်ကိုယ့်အနေကိုorder ပြန်တင်ထားလို့ရတယ်ဒါမှမဟုတ်ကင်ထားလို့ရတယ်ရက်တွေအကြာကြီးပဲလေထိုးတက်လာမှကျွန်တော်တို့ရောင်းမယ်မရောင်းဆုံးဖြတ်လို့လည်းရတာပဲလေနော်တခါတည်းဒီလိုအချိန်တွေမျိုးကဘယ်လိုမျိုးမှသုံးလို့ရတယ်ဆိုလို့ရှိရင်တခါတလေ price ကအရန်ထိုးဆင်းသွားတာအရန်ထိုးတက်သွားတဲ့အချိန်တွေမျိုးတွေမှာကိုမသိလိုက်ဖ ೇನೆပါသွားမှကြောက်လို့သုံးတာမျိုးပေါ့နော်ဆို for example ဟိုမှာကျွန်တော်အိတ်နေတော့မှကျွန်တော်ရုပ်တရက်ပေါ့နော်ကန်ကောင်းစွာနဲ့ပဲဘယ်လိုပြောမလဲရုပ်တရက်ကျွန်တော်အိတ်နေတဲ့အချိန်တွင်းမှာအခု9200ကနေပြီးနောက်တစ်နေ့မနေ့ကန်နေကြီးကအကြောင်းတစ်ခုခုကြောင့်ဥမာပေါ့နော်အမေရိကန်ကခိမြဘစ်ကွိုင်အကုန်လုံးကိုကျုံးဝယ်နေပြီဆိုပြီးတော့သတင်းတက်လာတယ်ဒေါ်နယ်ထရန့်ကြီးကသူ့ပတ်စံတွေအကုန်လုံးကိုတုံးပြီးတော့အမေရိကန်Bitcoin ဘဏ်ကြီးစောက်လိုက်ပြီလို့ပါတော့အဲ့စောက်ရမ်းကောင်းတဲ့ဟိုပါပေါ့လေသတင်းကြီးတက်လာလို့ကျွန်တော်ဘုံလို့ချက်ချင်း3,25000ကိုတရက်ထဲနဲ့အိတ်နေတဲ့အချိန်မှာone can spike ဖုန်းလို့ထိုးတက်သွားရဆိုပါဆိုအဲ့ဒါဆိုကျွန်တော်မသိလိုက်မှာဆိုလို့ကျွန်တော်ထည့်ရတာဆိုအဲ့လိုတော့ဖြစ်နေတာပေါ့နော်ဒါကတော့မဖြစ်နိုင်ဘူးလीနော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒါ OCO တုံးတာပါဒါပေမဲ့ကျွန်တော်ဒီမှာတော့ဒါ beginner တယောက်အနေနဲ့တည်တဲ့ဒါ order 5ခုကြောင့်ကျွန်တော်ပြပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြန်ကြည့်ပြကျေးဇူးအများကြီးတင်ပါတယ်အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ link ကနေဖွင့်လို့ရတယ်ဗီဒီယိုလေးအဆင်ပြေဆို like လေး subscribe လေး comment လေးကြိုက်လို့လုပ်ခဲ့ကြเนาะအဲ့တော့ကျေးဇူးအများကြီးတင်နေဝင်နဲ့နေလေးဖြစ်ပါသည်